ရှေ့ဆက်တို့သည်လည်းတခါတရံမစုံစည်းသာလာမင်းမုံမုံအပိုင်း30နုနယ်သည်ပြေးဆက်ပေါ်ခြေလန်းမှန်မှန်နှင့်ပြေးနေရမှရုတ်တရက်မျက်လုံးများခြေတောက်သွားရကရှေ့ကပြေးဆက်ရဲ့ခလုတ်လေးကိုလှမ်းနေ၍ဆက်ကိုရပ်တန့်လိုက်ပါသည်ထော်ပွင့်ဦးလှတွေ့ကျင်သူကိုအဆုံးမတော့တွေ့ရပြီအဖြူရောင်အတွင်းအင်ကြီးအဖြူရောင်ဘောင်းမီရှည်ပွားပွားနှင့်အနှွေးတယ်လို့မိကူရင်အစင်အင်ကြီးရှည်ကြီးဝစ်ခါလက်ကိုပိုက်၍ခြံထဲမှာလမ်းလျှောက်နေသောပွင့်ဦးလှပုံသဏ္ဍာန်ကစိတ်နှင့်လူမကတ်သလိုလိုမကျမ်းမာသလိုလိုစုပ်ဆိုင်လေးကန်နေသည်စပင်တွေအားလုံးနေတိတ်ပေါ်ကပူကယူထုံးတင်ထား၍စမ်းမြင်တချို့ကနားနှစ်ဖက်နားနှင့်ဂုတ်ပိုးဆက်တို့၌ခတ်သွဲသွဲလွတ်ခါလွင့်ကြနေသည်နှစ်ထပ်တိုက်ရဲ့စင်ဝင်အဆက်မှာတော့ပွင့်ဦးလှရဲ့ကိုရေးလက်ထောက်ဆိုတဲ့အမျိုးသမီးလင်းရင်ပေါ်၌အတူစီးကပါလာစဉ်ကလေးကပွင့်ဦးလှအပေါ်စိုးရင်တကြီးဂယုဆိုင်လာတဲ့ထိုအမျိုးသမီးဟာသူ့မမကိုမတ်တက်ရက်ခါသွားလီရာလိုက်ကြည့်၍စောင့်ဆိုင်နေတာဖြစ်သည်ထိုင်တောင်မနေပဲရက်ဆောင်နေသည်ပွင့်ဦးလှခြံထဲမှာဘလောက်ကြာကြာရှောက်နေမလဲတစ်ချိန်လုံးတုတ်တုံမလှုပ်ရက်ကြည့်နေမိပုံတရံနှင့်ဖြစ်သည်နုနယ်ကစက်ပေါ်ကဆင်းကအဝိလဲကန်ဘက်ရှောက်လာခဲ့ပါသည်နုနယ်ဘဲလေငါတော်ပြီဘိုက်အောင်လို့နှင်းမြဘာမှမဖြစ်ဘူးအခုမှရောက်ခါစားဟာနင်တို့အေးစိတ်လို့ငါအောက်မှာကော်ဖီတောက်ရင်စောင့်နေမယ်နုနယ်ကအားကစားလုပ်တဲ့တီရှပ်နဲ့ဘောင်းမီတူကလေးကိုဒီကိုဝတ်လာခဲ့တဲ့ခေါင်းဝင်တူလေးနဲ့အမြန်လဲဝတ်လိုက်ပါသည်မျက်နှာတက်တဲ့ဆိုယုံလေးတက်ပြီးအောက်ထပ်ကိုတယောက်ထဲဆင်းလာခဲ့သည်အောက်ထပ်ရဲ့ကျေပြိုးလှတဲ့နေရာတစ်ပြင်လုံးဟာမိုးလုံလေးလုံးရေကူးကန်ကြီးဖြစ်ခါအစုံတစ်ဖက်မှာတော့live food လေးတွေရနိုင်တဲ့ကော်ဖီဘာအသေးစားလေးတစ်ခုရှိသည်ဒါတွေကိုကြော်ဖြတ်ခါနုနယ်ကခြံထဲဆင်းလာခဲ့ပါသည်နုနယ်ကိုဥစွာလှမ်းမြင်သူကပေါ်တီကိုအောက်မှမခင်မျိုးသွဲနုနယ်ကိုမြင်လျင်သူကလှုပ်လှုပ်ရှားရှားဖြစ်သွားသည်ဘာကြောင့်မလဲနုနယ်ဘာလို့မလဲကိုအာယုံစိုက်၍လိုက်ကြည့်နေကနုနယ်ဥတီလျှောက်သွားနေတာကပွင့်ဦးလှထံဖြစ်နေလျင်ခင်မျိုးသွဲကရှေ့ကိုတလန်းနှစ်လန်းတိုးလာပါသည်သူတို့တခင်မကိုဘာအနှောက်ယှက်ပေးမလို့လဲဆိုတဲ့ပုံစံမျိုးကိုတဲလာတယ်ဟုအမြင်ကပ်စွာနုနယ်ကပွင့်ဦးလှထံပို့၍အပြေကလေးလှမ်းသွားလိုက်သည်ပွင့်ဦးလှကနုနယ်ဘက်ကိုကြောပိရက်ခါအနီးကပန်းစင်ကလေးကိုမော့ငေးကြည့်နေသည်မျက်လေးငုံဖူးစားမှုမျိုးပြားကြီးထူးရရသည်ပိုပြုစုဆိုင်ပြို့လို့ဝင့်မုံနေပွင့်လန်းလိုချီတာယာတိုးတိတ်သောတချင်းကြီးတန်လေးကပွင့်ဦးလှထံမှပြန်လာသည်ဘာတချင်းမှန်းနုနယ်မသိပါသို့သောညံ့ညောတာယာသောသူ့အတန်လေးကကောင်းလှ၍နုနယ်ခဏလေးရက်ခါနားထောင်မိသည်မမခင်မျိုးသွဲထံမှလှမ်း၍အတိပေးသတိပေးလိုက်တမ်းဖြစ်သည်ထိုအတန်ကြောင့်ပွင့်ဦးလှကလှည့်ကြည့်လာကနုနယ်ကိုမမျှော်လင့်ပဲဝါကနေတွေ့လျင်သူ့ရင်ဘက်ကိုသူ့ဖိလိုက်ခါမျက်လုံးဝိုင်းကျသွားပါသည်အမလီလန့်လိုက်တာမမနေကောင်းသွားပြီလားအော်မင်းကိုဘေးကဘလို့ရောက်လာတာလဲလန့်လိုက်တာတအားပဲနုနယ်ဒီ fitness center မှာလာကစားနေတာပါတငယ်ချင်းတွေနဲ့တူတူလေတပတ်ကျော်ပဲရှိပါသေးတယ်ဒီစင်တာကြီးဘသူပိုင်တာလဲစုံစမ်းလိုက်တော့အောင်ရုံးမတကွန် trading company ကဥပရန်ထွေအောင်ရဲ့စနေဒေါ်ပွင့်ဦးလှပိုင်တာလို့သိရတာနဲ့တနေ့နေ့တော့မမနဲ့စုံရမှာပဲလို့မျှော်လင့်ထားတာပါပွင့်ဦးလှကနုနယ်စကားပြောပုံကိုစိုက်ကြည့်ကနေသည်တကယ်ပုံမှန်ဆိုခုလိုပြန်တွေ့ချိန်မှာတာမန်ဝမ်းသာတဲ့အပြုံးမျိုးဒါမှမဟုတ်ဝမ်းမသာရင်လည်းပဲပုံမှန်အပြုံးမျိုးနဲ့နှုတ်ဆက်ရမည်ဖြစ်ပါလျက်ဒီမင်းကလေးမျက်နှာပေါ်မှာရှိနေသောမျက်လုံးနှာခမ်းတို့ကဒီထက်ပိုတဲ့အမှုရာတစ်ခုကိုဘာကြောင့်ဖော်ပြနေတာလဲသူကအပေါ်စီးကလိုလိုအပြုံးနှာခမ်းစွန်းတစ်ဖက်ကဘာကြောင့်နောက်တစ်ဖက်ထက်ပုံမူကွေးတက်နေတာလဲဝမ်းသာပါတယ်ဒီမှာလာကစားလို့ကျေးဇူးလေးတင်ပါတယ်ကစားလိုက်အောင်လေထွက်သွားဖို့ပြင်လိုက်တဲ့ပွင့်ဦးလှရဲ့ခြေတလှမ်းဘက်ကိုပဲနုနယ်ကခြေတလှမ်းလိုက်တိုးလိုက်ပါသည်ပွင့်ဦးခြေလမ်းကရပ်သွားရသည်ဒီနေ့ဖို့နားလိုက်ပါပြီတငယ်ချင်းတွေကမပြီးသေးဘူးလေအဲ့ဒါကြောင့်နုနယ်အားနေတာပါဒါဖြင့်ဟိုနားကကော်ဖီဘားလေးမှာကော်ဖီတောက်ရင်စောင့်လိုက်လေပွင့်ဦးလှကခြေလမ်းထပ်ပြင်သည်နုနယ်ကလည်းသူ့အတိုင်းခြေလမ်းထပ်ပြင်လိုက်ပါသည်နုနယ်နှင့်ပွင့်ဦးလှပုံသဏ္ဍာန်ကထုတ်စီးတိုးတယ်လို့ခက်ဆန်းဆန်း
မနဲ့စကားပြောနေလို့မရဘူးလား။နုနယ်ရဲ့မေးဟန်ကိုပွင့်ဦးလှတခဏစိုက်ကြည့်နေပြီးမှပြောစရာထူးထူးခြားခြားရှိလို့လားသမီးပြောစရာရှိရင်တော့ပြောပါ။ဟာနုနယ်ကအဲ့လိုမထင်ဘူးသိလား။နုနယ်ကိုတွေးလိုက်ရင်မမကိုအသက်ကယ်စောင့်ရှောက်ထားတဲ့ဆရာဝန်ကြီးဇနီးမို့လို့ဝမ်းသာအားရနဲ့အိမ်ထဲကိုဖိတ်ပြီးကော်ဖီလေးပါလေးတိုက်အိတ်ခံပြီးထင်ထားတာ哦။ပွင့်ဦးလှကအိမ်ဘက်တစ်ချက်ဝေးကြည့်လိုက်ရင်ဒီအိမ်ကအမြဲနေတဲ့အိမ်မဟုတ်တော့အိမ်ထဲမှာအဲဝတ်ပြုတ်စရာပစ္စည်းပြည့်စုံမရှိလို့ပါ။အမြဲမနေဘူးဆိုတော့ဘလို့အခါမျိုးမှနေရလေမတခြားတအိမ်နဲ့နှစ်အိမ်ခွနေရလားတို့မျိုးသားခရီးသွားနေမှတို့ကဒီမှာနေရပါသူရှိနေတို့ကဟိုအိမ်မှာပဲနေရလေပုံမှန်ကတော့ဒါကအလုပ်လေးဖွင့်ထားရင်မို့ဝင်နာလို့ရအောင်စောက်ထားတာလေးဖြစ်တယ်မျိုးသားခရီးသွားရင်ဟိုဘက်အိမ်မှာနေလို့အဆင်မပြေလို့လားယင်ပွင့်ဦးလှကနုနယ်ကိုအံ့ဩဟန်ပြု၍ကြည့်ရင်တို့မျိုးသားခရီးသွားတဲ့အခါဟိုအိမ်မှာတို့တယောက်တည်းဆိုတော့အထီးကျန်တယ်လို့ခံစားရလို့ဖြေကြပြဆန်သွားမလားအင်းအဲ့လိုပဲသူမရှိရင်လွမ်းတယ်လို့ခံစားရလို့ဒီဘက်လာနေလိုက်တာပါနဲ့မယောက်ျားအသက်ဘယ်လောက်กว่าလဲ16နှစ်ဟင်အဲ့လောက်กว่าလားအဲ့ဒါဆိုမယောက်ျားမမောင်အရန်ချစ်မှာပဲနော်ကိုကြီးနဲ့နုနယ်လို့ပေါ့နုနယ်ကပြုံးစစ်စစ်အမူအရာလေးနဲ့ပြောတာကိုပွင့်ဦးလှကစိုက်၍သာကြည့်နေမိပါသည်မမှာခလေးမရှိဘူးလားမရှိဘူးအိမ်တော်သက်ကအနှစ်20ကျော်သွားပါပြီခလေးမရဘူးတယောက်ချိုးရင်းနေလို့နေမှာပေါ့တကယ်လို့များအိမ်တော်ဦးလောက်ခလေးကခလေးရခဲ့ရင်ခလေးကဖွင့်နုနဲ့နေပါလောက်တောင်ရှိနိုင်တယ်ဒါနဲ့အသက်ဘယ်လောက်ရှိပြီလဲမေးလို့ရလားဖွင့်နုနဲ့23မပြည့်သေးဘူးအော်ငယ်လိုက်တာနော်အိမ်တော်ကြဖို့ငယ်နေသေးတာကိုပြောရလားမနုနယ်က23ပဲမဲ့ကိုကြီးက38မို့လို့စောစောပဲလက်ထပ်လိုက်ကြတာပါဒါဆိုမ40ကျော်လောက်ရှိမှာပေါ့နော်ပွင့်ဦးလှမျက်ဝန်းများကဖြတ်ခန်းတဲ့အယောင်တစ်ခုဖြတ်ပြေးသွားတာမြင်ရလင်နုနယ်ကကျေနပ်သဘောကျသွားသလိုတဟတ်ရဲလိုက်မိပြီမကိုကြီးရဲ့ study guide ဆို guide လုပ်ပေးရဲ့သူကကျောင်းသားထပ်တော့ကြီးမှာပဲလေဒါပေမဲ့ကြည့်ရတာကအရန်အသက်ကြီးပုံလေးမရဘူးဒီတော့ကိုကြီးထက်အလွန်ဆုံးကြီးရင်3-4နှစ်လို့တွေးလိုက်တာပါပွင့်ဦးကပြုံးလိုက်ပါသည်ခေါင်းတက်ချမ်းညင်ရင်ဟုတ်တယ်ရှမ်းပဲထက်တို့က3နှစ်ကြီးပါတယ်10တန်းကို guide လုပ်ခဲ့ရလားအော်ရှမ်းပဲပြောမပြဘူးလား9တန်း10တန်း2နှစ် guide လုပ်ခဲ့ရပါဒါဖြင့်ကိုကြီးနဲ့မက2နှစ်တောင်ခင်မင်ရင်းနှီးခဲ့တာပေါ့ဒါပေမဲ့ဘာဖြစ်လို့တယောက်နဲ့တယောက်မသိချင်အောင်စောင့်နေခဲ့ကြရလဲ maybe နုနယ်ကပွင့်ဦးလှမျက်နှာကိုစူးစူးရဲစိုက်ကြည့်နေလိုက်ပါသည်တကယ်ကိုမသိမသားပါကလေးမျက်နှာပြတ်သွားတယ်ထင်ရပေမဲ့ပွင့်ဦးလှကထင်သလောက်တော့လေဟန်မပြတ်ပါမသိချင်အောင်မဆောင်ပါဘူးတို့လင်းဘောကဆင်းပြီးဆေးရုံကိုပါသွားကန်နေတော့ကရှမ်ပိတ်ကို thank you ရန်ပဲလို့နှုတ်ဆက်ခဲ့သေးရပဲဒီလောက်ပဲလားတို့တစ်ချိန်လုံးရှင်ဘက်အောင်အသက်ရှူချက်ပြီးဝေဒနာခံစားနေကြရရဲ့လေစကားလည်းပြောနိုင်အောင်မရှိဘူးဒါပေမဲ့ beach မှာတော့ကတခါတက်ကြီးစုံကြသေးရဲ့လေအဲ့လုံးကတယောက်ကိုတယောက်နှုတ်မဆက်ကြဘူးလေမသိချင်အောင်ဆောင်လိုက်ကြတယ်မဟုတ်လားပွင့်ဦးလှကတပ်ပြင်းတက်ချက်ခိုး၍ကြိတ်၍ရှိုက်လိုက်ပါသည်ဒီခက်လေးမလေးဘာကိုအလိုရှိပါသနည်းအနှစ်20လေးသမီးမတွေ့ကြတာအနှစ်20အတွင်းမှာအပိန်အဝအကြီးအရင်ကအစအများကြီးပြောင်းလဲသွားနိုင်ကြတာပဲရုတ်တရက်ဖြတ်လျှောက်သွားရင်အမှတ်မထင်ကြော်ဖြတ်သွားကြတာမမှတ်မိလိုက်ကြတာလေအပြစ်မရှိဘူးထင်ပါတယ်ဒါဖြင့်အခုမှတ်မိသွားကြပြီပြန်ဆုံကြပြီပြန်ဆုံရတာကလေမhead attack ရတာမျိုးကိုကြီးကအရေးပုံအသက်ကယ်ရတာမျိုးနဲ့ကြုံကြတာပြန်ပြီးတော့ခင်မင်ပတ်သက်ဝင်ထွက်နှုတ်ဆက်ကြဖို့အစီအစဉ်မရှိဘူးလားအဲ့ဒါကအံ့ဩစရာဖြစ်နေလို့ပါပုံမှန်ဆိုဈေးရုံတက်နေတော့ကိုကြီးကလည်းသွားမကြည့်အားတော့သတင်းမီဖုန်းတက်ချက်လောက်တော့ဆက်တဲ့သဘောရှိတယ်လေကလည်းဆေးရုံကဆင်းလာပြီးရင်အသက်ကယ်ထားရဲ့ကိုကြီးကိုအိမ်ရောက်လာပြီးဖြစ်ကျေးဇူးတင်စကားတေချာပြောတင်တာမျိုးမဟုတ်လားနုနယ်ရဲ့ပြုံးတာလည်းမဟုတ်မပြုံးတာလည်းမဟုတ်တော့အမှုအရာကိုပွင့်ဦးလှကတခဏငေးကြည့်နေသည်အကျိုးမရှိသောလောက်ရက်တွေစကားတွေဘာကြောင့်လာလုံနေတာပါလဲ
တန်တရားမကင်မတင်ကားနေရလားပွင့်ဦးလာဘက်မှဝန်ခံဖို့ပြောပြဖို့ဝင်မလေးတော်လေသူ့ယောက်ျားကအတိပေးပုံမရတဲ့ကိစ္စကိုကိုကဘလို့ဝင်စီမံခန့်ခွင့်ရပါသိရလို့ဘလောက်များချိန်နှက်မှုရနိုင်မယ်ကိစ္စမို့စစ်ဆေးနေရပါတယ်လေခလေးမရဲ့ဟုတ်ပါတယ်တို့ကောင်းကောင်းနေမကောင်းသေးလို့ပါတေချာနေကောင်းရင်လာခဲ့ပါအောင်မင်းလေဒီစကားကြားရပြန်တော့လေနှုတ်နေရှင်နေမကြည်မချမ်းအောင်သက်သည်အထူးတလဲဘာမှမရှိဟန်ပြောနေသောအမျိုးသမီးထံမှအထူးတလဲတုံလုံးမှုနုနုကလေးတစ်ခုကိုတွေ့နေရ၍လေအသက်ရှူနှုံပြင်းလာအောင်ပင်နှုတ်နယ်စိတ်တွေလှုပ်ရှားနေခဲ့ရပါသည်